ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကဲဒီနေ့ကတော့နေ့တိုင်းလည်းပေးမယ်ထင်မပေးပြန်နော်အဲ့တော့လို့ကြောက်ဒီကောင်လေးညပြောပင်လူလို့ပြောတော့ပင်လူကအလှုပ်လှုပ်သွားတာဖြစ်နော်ဒါအလှုပ်လှုပ်သွားတယ်လို့ဖြစ်ဒီကောင်လေးလှုပ်လှုပ်တယ်ဒီကောင်လေးလှုပ်လှုပ်တယ်ဒီကောင်လေးလှုပ်လှုပ်တယ်ဒီကောင်လေးအလှုပ်လှုပ်တယ်ဆိုတော့ကျွန်တော်တို့ကဒီကောင်တော့ကောင်းမနေ့ပြန်တော့ဒီကောင်တော့အလှုပ်လှုပ်ပြီးဒီကောင်အလှုပ်မလှုပ်ရင်မနေ့ပြန်တော့ရမလို့ဒီကောင်အလှုပ်လှုပ်သွားတယ်ဆိုတော့ဒီကောင်တော့ကောင်းပါအလှုပ်လှုပ်မယ်လို့ထင်တယ်ကျွန်တော်အဲ့တော့သူကတော့မနေ့ပိညာထိတ်ညလုံးပေါင်းနှစ်ခွန်ပါတော့နှစ်ခွန်ဒီနေ့ဆင်းသွားနော်တော့မနေ့ပိညာထိတ်53ညပါတော့53ည3ခွက်ထွက်မယ်ဒီမှာမနေ့ပိညာထိတ်နေ့6 3883ပါတော့38 4ခွက်ထွက်မယ်နေ့ဖြန်နေကုန်တော့အဲ့ဒါလေးကစားမှဆင်ပြေမယ်ထင်တယ်နော်ဆင်ပြေမယ်ထင်တယ်ဆိုတော့ဘယ်လိုလုပ်ဒီမှာလည်းကိုတပြားတော့နေ့ဖြန်တစ်ချိန်ကျန်၄ချိန်ကိုတပြားအခုနေ့2ချိန်မပါဘူးကျွန်တော်ကိုတပြားကိုကဲတော့ဘလို့လောက်ကလည်းလုံနေရတော့နေ့ပြန်တော့ကိုတပြားတော့အဆင်ပြေလောက်ပါချင်းနေကျွန်တော်ပြောရမြောက်လေမြင်တွေ့တဲ့ကိစ္စမျိုးမဟုတ်တဲ့ခါကျတော့နော်အဲ့တော့လူတွေကတော့သူဟာနဲ့သူကတော့ချတော့ဒီမှာ83 break မလာသေးဘူးတင်းခံ38 break နော်38 break မလာသေးဘူးအဲ့တော့ဟိုမူလေးပဲကောင်းမှာ38ပါတော့38 break ဒီနေ့ဒီဟာလေးကိုကျွန်တော်ပြောသေးတယ်နော်သူကကြတော့ကြားတယ်တနင်္လာနေ့မှာမကြတနင်္လာနေ့မှာလည်းတစ်တလုံးမစင်းတော့သူ့သိပြီးတော့ဘလို့ခေါ်နားမထောင်တော့ဒီနေ့တော့ဆင်းသွားတယ်ဒီကောင်ကြာလာရေးညက်နေဆင်းတယ်ဒီကောင်ပြီးတော့တနင်္လာမနေ့တည်းပဲဆင်းသွားဒီတော့မဆင်းမနဲ့ပြီးတော့တနင်္လာညနေကျမှလာဆင်းကြာလာရေးညက်နေကျမှလာဆင်းတယ်မှာတော့ညက်တည်းအဲ့ဒါရဘလို့ဒီကောင်ယေရှုရှင်ဒီကောင်ကျန်သေးတယ်။နောက်ပြန်ကိုရပြားဆိုရင်ဒီဟာဒီလေးွက်ပါကစားတင်တယ်လို့ဖြစ်နော်။ကျွန်တော်တို့အဲ့လိုဖြစ်နေဒီကောင်မလာဘူးကျန်တော့ဆင်းလာတယ်ကြာပြီးတောက်ကြဘုရားကြာပြီးတောက်ကြဆင်းတော့ရတာပါနော်ဒီယေရှုရှင်ရဲ့ညီဒီနေ့လာနေဖန်ထားတာကြာတာပြည့်လာစင်းသူစင်းပြီးတဲ့သဘောသူပြခြင်းလားဘာမှမလို့ပြီးတော့ဒီကောင်ကဘလို့စဉ်းစားမလို့မသိတော့ဘူးစဉ်းစားမှမသိတော့ဦးတစ်ချိန်ကသူတော့ပြပေးရပဲပြပေးမယ်ကျွန်တော်တို့အခုချိန်ထိမလာသေးတော့မနှက်ပြန်
ကိုအပူကဘယ်လိုလဲဆက်ကစားမလားသူ့မို့ရဆိုရင်တော့ဆက်ကစားရမှာပဲနော်ကနနဲ့အခွက်များတယ်တော့သူတို့ဆင်းသွားကြတာပါပဲနော်ကျွန်တော်လည်းတွေ့တာမြင်တာလေးလိုက်လျှောက်ရှက်ပြပြီးတော့ဟုတ်လေလားမဟုတ်လေလားဒီကုနာအပူမို့ရဆိုရင်ဒီကောင်ကမရောက်ပါမင်းရောဒီကောင်လေးအဲ့ဒါကစားတင်တာပါနော်အခုစလေးစေကိုလေးကိုအဲ့တခုပြီးတော့ပေတော့ရဟုတ်ပါမဟုတ်ပါဘူးဆိုတော့ပေမဟုတ်ပါဘူးကိုဒီကောင်ဆင်းပြီးဒီခုစနစ်ဆင်းပြီးဒီခုစနစ်ဒီတော့ကြမနဲ့ခုစနစ်ထဲထွက်ရသူလေဘလို့ခေါ်မှာပြန်ကြပါဝါရှိရဲ့ဗျပြန်ကြပါဝါပြန်ကြပါဝါရှိရဆိုကျွန်တော်ပြပေးမယ်နော်သတိထားလို့ရအောင်ဒီခုစနစ်မပါဝါတစ်ချိန်နော်ထားပြန်ကြတော့မြင်းလေးဟာပြပေးမယ်နော်နော်ဒီမှာပြန်ကြနဲ့ချိန်ပါဝါလွတ်သွားတယ်အဲ့ဒီသဘောကိုနော်ပါဝါနော်ပါဝါဒီစင်းနေပြန်ကြတယ်ပေါ့နော်ပြောမှာဒီမှာပါဝါနော်စင်းအပင်ထူနေပြောအဲ့တော့ဒီမှာခုစနစ်ဒီမှာပါဝါတယ်နော်ကြားတဲ့ကြောင်ပြပေးတာပါသူပေးတယ်မပေးတာသူကိစ္စပါဝါတယ်နော်ဒီမှာပါဝါပြန်ကြတယ်တော့ကြပါတယ်ပြန်ကြနဲ့ပါဝါပေါ့ကျွန်တော်တို့အဓိကပါဝါကိုကစားရမလို့ဖြစ်နော်အဲ့လိုလေးနေပြန်ကြပါဝါပြန်ကြဘယ်လိုကြမှာဆိုဘယ်လိုကြမှာလေအပူကကွာကနေဆင်းသွားတယ်ပြီးပါလေနော်ဒီသုံးရှိပရိမနာတိရှစ်သုံးပရိဒီကိုဒလောလည်းကန်တယ်ဒီကောင်ဒီမူလေးကဒီမှာကျွန်တော်ဆရာလေးတော့ဆွဲထားတယ်ပေါ့ဒါလေးပေါ့နော်ဒီကောင်ဘယ်လိုခေါ်ဒီကောင်ပေးပြီးဆိုတော့သူကဒီပုံစံအတိုင်းပေးသွားတော့မှတင်တယ်နော်ဒီဟာလေးနှစ်ခုပေါင်းဒါလေးရှိခုနှစ်ကွက်တော့ရှိ385ညအခွေရတယ်မနေ့ပြန်ရှိမွေးရတော့လိုက်ရှာရင်ကျုံထိုးတော့ဒီဆိုင်ကြမတွေ့ဘူးဒီဆိုင်ကဒီညနေတနာရီပွဲ2နာရီလောက်ရှာလိုက်ပြီးတွေ့ဒီဆိုင်တစ်ခုအဲ့တော့ကျွန်တော်ဒါလေးဗျာဒါလေး385ညအခွေရှိတယ်ဗျ385ညအခွေရှိကြကျွန်တော်တို့ဒီဟာနဲ့လာတိုက်ဆိုင်တယ်လို့ဖြစ်တယ်နော်လာတိုက်ဆိုင်တယ်လို့ဖြစ်တယ်ဆိုတော့50လေးကောင်းတော့ကောင်းပါနော်
ဒီကကျွန်တော်တို့38 break jam no 38 break ဆိုဒီမှာဒီလေးကပဲမင်းကစားမလို့ဖြစ်အဲ့ဒါလေးတစ်ခုကိုယ်ပိုင်ရလည်းရှိကိုယ်ပိုင်လည်းရှိတယ်ဗျာကျွန်တော်ကဒီနေ့အမှကိုပြီးမှထင်တာကိုယ်ကိုင်တိထွက်တိကိုင်ခွန်ထွက်မနေ့ရတယ်ဒီနေ့လေကိုယ်ကိုင်တိထွက်မနေ့ခွန်တိကတိကိုင်ခွန်ထွက်ဟာဘလို့လိုက်ပါမလို့ကြားနေကြားလာအိမ်ကလက်ခံမှာမဟုတ်တော့မောင်ဖြုံဖြစ်ဟေးရကျန်တော့ထွေထူးမတွေ့တော့ဘူးဗျာနော်ဒါကတော့နေ့ကတည်းကပဲကျန်တာဆိုတော့အဓိကတော့ကျွန်တော်ဒါလေးကစားစီခြင်းဒါလေးကိုတလုံးကတော့ကိုမကီးရှိတယ်ဆိုရင်တော့ဟိုထက်ကစားပေါ့ကျွန်တော်ပြီးတဲ့ကီးနဲ့လည်းကြိုက်လို့ရှိရင်ဒီကိုယ်လည်းကတ်လို့ရတာနော်အဲ့ဒါကိုခုနကကျွန်တော်တို့ကနေဒါလိုမကြီးဒီလိုရှိပေးတယ်ခုနကကျွန်တော်တို့ပါလဲ90 40နော်ကိုဒီလင်းဒါပဲဆိုတော့ဒီကောင်လိန်သွားနိုင်မလားဘယ်လိုခေါ်မှာဒီကောင်ကလိန်ပြီးတော့ခုနပါဝါမြန်ကျွန်းထိုးမလားပြောလို့လည်းမရမြင်တွေ့ရတဲ့ဟာဒီမဟုတ်ရင်လောက်ရကြရတာသိစင်မပြေဘူးနော်အဲ့ဒါကြံမယ်ပြီးတော့အပူဖို့မကြည့်တထိုင်နေပါဝါပြန်ကြဘယ်လိုကစားကြပါဝါဆို50ထိုးဒီကောင်ဖောင်းကိုလေးပေါ့ကစားခက်ရဆိုတော့ကမနေ့ပြန်ကဗျာမနေ့ပြန်ကကိုကမနေ့ကလည်းပြထားတာကျန်၄ချိန်ကိုတလုံးဆိုတာဒါမှသူကပေးမယ်လို့ထင်တယ်ပေးမပြီးတော့မသိထွက်မှာလက်ဖြတ်တရက်ကထွက်မှာခဏနှစ်ချိန်မှထွက်တော့မှာဒီမှာတွေ့တဲ့ဟာတွေကအများကြီးဖြစ်ဟာတာအဲ့လိုဖြစ်အဲ့တော့မနေ့ပြန်တိငါခွန်တပြားသွားတိုက်တာပြောမယ်နော်ပြောပြမယ်ကျွန်တော်ပြီးအမှာအချိန်က35တပြားဘယ်လိုလုပ်ကြအဲ့ဒါကိုကဉာဏ်ရှိတယ်လို့ဥဒုမင်္ဂလာဆရာတော်ပြောသလိုလွာသုံးဖို့တဲ့ဉာဏ်လွာသုံးအောင်မဟုတ်ဘူးဘယ်လိုလွာသုံးအောင်လဲဒီ35တပြားဆိုရင်မနေ့ပိုင်းကိုထိမလားမသိဘူး35ဒီကောင်ကလိုက်ထိတ်လာမှာနော်ထိတ်ရလို့မဟုတ်ဘူးထိတ်အားတန်တယ်ပြောတာနော်ထိတ်ရလို့အတိအကျရသွားမျိုးလိုက်အားတန်တယ်ဆိုတဲ့အကြောင်းပြောထိတ်ပဲအားတန်တယ်35နော်အဲ့ဒါလေးကိုဥမာကိုကြိုက်တယ်ဆိုရင်ဒါကစားဖို့64ပါထက်ကစားဖို့ပါဝါနော်ပြန်ကြရဆို
ခုံမို့ကိုပါရဟာနော်အဲ့ဒါလေးသဘောတရားပေါ့ကိုကြိုက်တာကိုဆိုပါကျွန်တော်လိုက်ပြီးတော့ဒါလို့ဆိုမထွက်လေဟုတ်ပြဿနာဒုက္ခနော်အဲ့ဒီ35ကိုအမှန်ကိုင်းနေတယ်ဆိုရင်တော့ဒီမှာနော်35ကိုအမှန်ကိုင်းနေတယ်ဆိုရင်တော့အဲ့ဒါပေါ့38 break ဒီအပူပါဝါပြန်ကြဘယ်လိုသာဆောင်းပြန်ကြဆို69ခုဟုတ်တယ်မလားဘူးဆိုလေဒီမှာ9933ကိုလေးကြိုးစားထိုးဘုံမလေးနေဒီနေ့ဒီညနေတစ်ထိုးသေးတယ်ပူနိုးပေါ့တစ်ကိုပေါ့ကိုတော့ရမွဲမယ်ပေါ့တစ်မြောက်ထိုးလို့အေးရောထွက်လာတော့တစ်စီအားသွားပြီကျင်ထိုးတဲ့ကနေတလုံးအောင်ပေါ့ပြီးရောအဲ့စပုံတော့ကိုကလည်းဟို6ခွဲကိုသူများကပေးတာကျွန်တော်ဘယ်လိုခေါ်မလဲဗျာထိုးအားကျတော့နဲတယ်နဲခါကျတော့မတက်နိုင်မလုံနိုင်ဟိုထိုးတော့မှ150 300လောက်ထိုးတာလေဟို5ခွဲတော့ထိုး2500လောက်ဖြစ်နေအာထိုးတာဆိုလို့ကိုယ်အားနေတော့မလုံနိုင်အဲကြောင့်အဲ့6ခွဲလည်းမထိုးအဲ့ဟိုတေကိုပါလာလေကိုကကိုးဖို့ကြိုက်ဘယ်လိုသာဖြစ်ကိုးဖို့ကြိုက်တော့ဒီဟာပေါ့ဒီ90 40နော်ဒီ90ကိုပေါ့900ဘူးစီတော့ထိုးရသေးတယ်ကျေးဇူးရှင်ကလာတိတ်ထိတ်နော်တေပူတော့ထိုးမရတော့ပြီးပြီသွားတလုံးမှမပါတော့အမပြီးအေးရောမနေ့ကသူက15ခုရတယ်သူလည်းအမာတယ်ဗျဒီ35လည်းမာတယ်ဆိုဘယ်ကောင်လာမှာ9လာမလား9လာမယ်ဆို95 85 35နော်ကျွန်တော်တို့အဲ့ဒါကိုကြည့်ရဒီကောင်လည်းတူပြောတာပါတော့တူတယ်ပြောလို့ပြန်ပေါင်းသွားခွာစင်းဟိုကြော်စင်းဒီကြော်စင်းမတတ်နိုင်ပါလို့မရအဲ့တော့အဲ့ဒီတော့ကဒီဟာလေးကိုမနေ့ပြန်နော်ဒီဟာလေးရန်လို့ရတယ်ဗျငါလေးပါရကျွန်တော်တွေ့တာမြင်တာလေးပြပေးကြည့်တာတူကြောင်ရှင်းစင်းကိုကျေးဇူးတင်ပါတယ်ဘိုင်ပါတင်ကဟိုနေ့ကမတင်ထားပြီလေဗျာဘိုင်ပါလာမယ်ဟိုနေ့ကလည်းကျွန်တော်တင်ထားသေးတယ်ဘိုင်ပါမှာလည်းဘယ်လိုကောမလဲကျွန်တော်မအားဘူးဆိုရင်တော့ဘိုင်ပါနဲ့တင်ပေးမလို့ပါအားတဲ့ချိန်လဲဆိုတော့ YouTube လူတဲ့ဘိုင်ပါမရောက်ဘူးလို့ YouTube လူတဲ့တွေ့အောင်YouTube ရဲ့ post မှာတော့တင်ပေးတယ်ပါနော်ကဲနောက်ဆုံးရက်လေးအိတ်နဲ့လွယ်ကံကောင်းကြပါစေနော်အားလုံးပဲကိုလာပါလို့နော်